TikTok မှာ view များအောင်ဈေးရောက်နေနီလန်ဝဲသူတွေလာအောင်ဈေးရောက်နေနီလန်ကောင်ပြောပြပေးမယ်အများစုကဘလို့ရောင်းလဲဆိုတော့ပုံမှန်ဗီဒီယိုတွေတင်နေကိုယ့်ရဲ့ဗီဒီယိုတင်လိုက်လို့ရှိရင်လူတွေစိတ်ဝင်စားကြမှာပဲဈေးကွက်ထိရောက်သွားမှာပဲလို့တွေးပြီးတော့တင်တယ်ဒါပေမဲ့ view မများပဲနဲ့လည်နေတဲ့သူတွေ TikTok မှာအများကြီးရှိတယ်ဗျာတချို့ဆိုလို့ရှိရင်တော့တစ်နှစ်လောက်လုပ်နေတဲ့ view မတက်လာဘူးနှစ်နှစ်လောက်လုပ်နေတဲ့ view မတက်လာဘူးဒီလိုမျိုးတွေရှိတယ်အဲ့ဒီတော့ဒါဘလို့ကြောက်ဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ရောင်းနည်းကိုအသေးချာမသိလို့ပါနော် TikTok မှာကောင်းတို့တွေရောင်းမယ်ပုံမှန်ရိုးရိုးတန်းပစ္စည်းပြပြီးတော့ရောင်းလူတိုင်းရောင်းတတ်တယ်ဗျာဒါပေမဲ့ဗာလဲဆိုရင်ထိမိမိလေးပေါ့နော် TikTok မှာဟာ view များအောင်ဘလို့ရောင်းရလဲဆိုတဲ့နီးလက်ရှိအဲ့နီးလက်လေးကိုအခုပြောပြပေးမယ်အဲ့တော့ဗာလဲဆိုလို့ရှိရင်ကိုကရောင်းတဲ့သူအများစုမှားတဲ့အမှားတစ်ခုကိုမမှားဖို့ပဲလိုတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ပစ္စည်းကိုရိုးရိုးတန်းပြပြီးတော့ရောင်းလာကိုကအဲ့လိုပြပြီးတော့မရောင်းခင်မှာကိုဘာလုပ်ရလဲဆို intro လေးတွေဝင်ရတယ်သူတို့စိတ်ဝင်စားလောက်မဲ့အရာလေးတွေပြောရတယ်သူတို့စိတ်ဝင်စားလောက်မဲ့အရာလေးတွေနဲ့အရင်အရှိပိုင်းမှာစပြီးတော့ချပြရတယ်ဗျာအဲ့လိုချပြနိုင်နေဟိဆိုလို့ရှိရင်လူတွေအများကြီးစိတ်ဝင်စားတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလူတွေကဥမာပုံမှန်လူ100လောက်ပါရနေပြီးတော့1000လောက်ပါလာတယ်အဲ့ဒါဆိုအဲ့ဒီအထက်မှာကိုယ့်ပစ္စည်းကိုဝယ်မဲ့သူကအများကြီးထပ်ဖြစ်သွားပြီအဲ့တော့ okay နော်ဗီဒီယိုတွေတိုင်းမှာသတိထားပါအရှိဆုံးမှာကိုကအရင်ကူညီတာ customer ကိုအရင်ပေးနိုင်တာနဲ့အရင်စပါဟုတ်ပြီနော်ကိုကဘာပေးနိုင်လဲကိုကဘာကူညီပေးနိုင်လဲကိုကဘာပြောပြပေးနိုင်လဲသူတို့အတွက်ကိုယ့်ရဲ့ပစ္စည်းကဘလို့ကူညီပေးနိုင်လဲနဲ့အရင်စပါအဲ့ဒါစပြီးတော့မှကိုယ့်ရဲ့ပစ္စည်းကတော့ဘလို့ကောင်းတယ်ဘလို့ဝယ်လို့ရတယ်အဲ့ဒါကိုဆက်သွားပါနော်အများစုကပါဘလို့ရောင်းလဲဆိုလို့ရှိရင်ကိုမှဒီပစ္စည်းလေးရောင်းနေပါတယ်ဘလို့ဝယ်လို့ရပါတယ်ဒါနဲ့ပဲတစ်ခါလာလေးဒါပဲတစ်ခါလာလေးဒါပဲဝယ်သူတွေကစိတ်ဝင်စားဘူးဝယ်သူတွေကဘာစိတ်ဝင်စားလဲဆိုတော့ဒီပစ္စည်းကိုဝယ်ပြီးငါတို့ကဘလို့အကျိုးရှိမှာလဲနော်ဒီ service ကိုယူပြီးငါတို့ဘလို့အကျိုးရှိမှာလဲငါအတွက်ဘာရမှာလဲကိုသိတာကြည့်တာဗျာနော် okay အဲ့တော့နော်ဈေးရောက်နေသူတွေအများစုမှားတဲ့အမှားပါဘာလဲဆိုကိုပစ္စည်းကိုရိုးတန်းတင်ရောင်းနေတာအဲ့ဒီအစားကိုရဲ့ပစ္စည်းကိုရောင်းတဲ့ချိန်ကျရင်ဗီဒီယိုရိုက်တဲ့ချိန်ကျရင် console frame လေးနဲ့သွားတယ်အရှည်ဆုံး3စက္ကန့်10စက္ကန့်လောက်မှာကိုဘာကူညီနိုင်လဲရင်ပြောနော်ဘာကူညီနိုင်လဲကိုပြောနောက်ထပ်ပိုင်းမှာဗာလဲဆိုလို့ရှိရင်ကိုမှဘာရှိလဲကိုပြောနောက်ဆုံးပိုင်းမှာကိုမှဘလို့ဝယ်လို့ရတယ်ဆိုရင်ဖုန်းနံပါတ်နဲ့ဘာညာနဲ့ကိုပြောနော်အဲ့ဒီလိုမျိုးသွားရပါတယ်ဗျအားလုံးအများကြီးရောက်ကောင်းပါစေဒါကတော့ online မှာရောင်းတဲ့ပုံစံမှာဒီအတိုင်းလေးရောင်းနေဟိဆိုလို့ရှိရင် view တွေအများကြီးရပါတယ်ဒါကောင်လက်တွေ့သုံးနေနီးလမ်းပါဗျာ